ဝိခွန်အမတီရှေ့ကနိုင်မကတ်မှာမုံတော့ဆာမှာပဲဖြစ်ပါတယ်ဒီနိုင်မကတ်ကလေးကသေးရဆိုပေမဲ့အထောင်းဆိုင်ကြက်ကြောအသားပေါင်းဖြော်ရီဆိုင်အစုံရှိပါတယ်ဈေးလေးကတော့ညနေ4 နာရီလောက်ကစပြီးဆိုင်လေးတွေစခင်းပါတယ်ကျွန်တော်ကတော့အီတာခွေးစားခြင်းလို့တွားဝယ်တာဖြစ်ပါတယ်အီတာခွေးဆိုင်လေးကပေးထားတဲ့အတွက်ဈေးမှာ6ပတ်ကြည့်ပြီးတမော်သီးထောင်းနဲ့ကြဲရီကွန်ကြော်လေးဝယ်ခဲ့လိုက်ပါတယ်အဲ့ဒီ address လေးကအရန်စားလို့ကောင်းပါတယ်လိုက်စားကြည့်ဖို့လည်း recommend ပေးပါတယ်ဖြော်ရီဆိုင်လေးတွေ့ရတဲ့အတွက်လိမ်မဖြော်ရီလေးပါဝယ်ခဲ့လိုက်ပါတယ်လိမ်မော်နဲ့တမယာတီရောပြီးဖြောထားတာဖြစ်တဲ့အတွက်ရှင်းရှင်းလေးနဲ့အရန် fresh ဖြစ်ပါတယ်